မြန်မာစစ်တပ်ရဲ့အကြီးအကဲအနေနဲ့1949ကနေ1982ထိတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ကိုထမ်းဆောင်ခဲ့ဖူးတဲ့သူ1988ခုနှစ်ထိလမ်းစဉ်ပါတီဥက္ကဋ္ဌအနေနဲ့နိုင်ငံတော်အာဏာကိုဆုပ်ကိုင်ခဲ့တဲ့လူတပ်ကိုသူ့စိတ်ကြိုက်ချဲလှယ်ခဲ့တဲ့ဒီဗိုလ်ချုပ်နေဝင်းဟာချိန်တုန်းကတော့တပ်ကထုတ်ပယ်ခံခဲ့ရဘူးလေဆိုတာတော်တော်လေးထူးဆန်းအံ့ဩဖို့ကောင်းပါတယ်ဗိုလ်ချုပ်နေဝင်းတပ်ကထုတ်ခံခဲ့ရတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးအများသိရတဲ့စပြောရာဆိုရင်တစ်ခုကတော့ဗိုလ်ချုပ်နေဝင်းရဲ့အင်ကြောင်ရေးပြဿနာနဲ့ပတ်သက်ပြီးဦးနုကသဘောမကျတာကြောင့်တပ်ကထုတ်ပစ်ဖို့ကာကွယ်ရေးဝန်ကြီးဥပဆွေကိုတိုက်တွန်းခဲ့ပေမဲ့ဥပဆွေကတပ်ကမထုတ်ပစ်ခဲ့တာကြောင့်ဗိုလ်နေဝင်းနောက်တစ်ချိန်မှာဆရာနာရှင်တယောက်အထိဖြစ်လာခဲ့တယ်လို့ဆိုစမှတ်လည်းရှိကြပါတယ်ဒါပေမဲ့ဒီနေရာမှာဗိုလ်ချုပ်နေဝင်းကိုတပ်ကထုတ်ခဲ့တဲ့ကိစ္စကိုဥဆောင်ခဲ့တာကတော့တခြားအရသားခေါင်းဆောင်များမဟုတ်ဘဲနဲ့အဲ့ဒီချိန်ကစစ်တပ်ရဲ့ခေါင်းဆောင်တနည်းအားဖြင့်မြို့သားခေါင်းဆောင်ဖြစ်သတ်မှတ်ထားတဲ့ဗိုလ်ချုပ်ဆန်းကိုယ်တိုင်ဖြစ်ပါတယ်ဖြစ်စဉ်ကတော့1945ကနေစတဲ့ဂျပန်တော်လှန်ရေးဖြစ်စဉ်ကိုစပြန်ပြောင်းပြောရမှာပါစစ်တော်လှန်ရေးမှာစစ်တိုင်းကြီး10တိုင်းကိုခွဲခြားသတ်မှတ်ခဲ့ပါတယ်တိုင်းတစ်ကိုတော့ပြည်ကနေဟင်္ဒရအရှိတာယာဝတီအင်းဆိုင်တီသတ်မှတ်ခဲ့ပြီးအဲ့တက်ကိုတပ်မှုဖြစ်တဲ့ဗိုလ်မှူးမောင်မောင်နောက်ချိန်မှာဗိုလ်မှူးချုပ်မောင်မောင်နိုင်ငံရေးမှုနေတဲ့သခင်ပါဟင်းကဦးစီးခဲ့ပါတယ်တိုင်းနှစ်ကိုဟန်တာရီဖျားပုံမအူပင်ထိသတ်မှတ်ပြီးတော့တိုင်းနှစ်ရဲ့စီရေးတာဝန်ခံဟာဗိုလ်မှူးကြီးနေဝင်းဖြစ်ပြီးနိုင်ငံရေးမှုကတော့သခင်ဆိုးပါတိုင်းသုံးကိုဟင်္ဒရအနောက်နဲ့မြောင်းမြဖြစ်သတ်မှတ်ခဲ့ပြီးတိုင်းမှုကဗိုလ်မှူးစောကြာတို့ဖြစ်ပြီးတော့နိုင်ငံရေးမှုကဗိုလ်မှူးကြီးလက်ရဖြစ်ပါတယ်တိုင်းလေးမှာတော့စစ်တိုက်ကောင်းတယ်လို့နာမည်ကြီးတဲ့ဗိုလ်ကျော်စောကတပ်မှုနေတဲ့တာဝန်ယူခဲ့ပြီးနိုင်ငံရေးမှုကတော့နောက်တစ်ချိန်မှာမာဘီကွန်မြူနစ်ပါတီရဲ့အတွင်းမှုတခင်ချစ်ဖြစ်ပါတယ်တိုင်းကားကိုမော်လမြိုင်တဝဲဖိတ်နေတဲ့သတ်မှတ်ပြီးတပ်မှုကိုဗိုလ်တင်ထွတ်ပြသတ်မှတ်ခါနိုင်ငံရေးမှုကတော့မာဘီကွန်မြူနစ်ပါတီရဲ့ဥက္ကဋ္ဌသခင်ပါသိန်းတင်ဖြစ်ပါတယ်တိုင်း6ပြည်မနာမိတ်ထလာတောင်ကူနဲ့ရှမ်းပြည်တောင်ပိုင်းနယ်တွေကိုတိုင်းမှုဗိုလ်ရဲထွတ်ကတာဝန်ယူပြီးနိုင်ငံရေးမှုဖြစ်ကိုကျော်ငိမ့်ကတာဝန်ယူခဲ့ပါတယ်ဒါပေမဲ့ဒီနေရာမှာဦးကျော်ငိမ့်ဟာတာဝန်ကျတဲ့တိုင်း6နေရာကိုဘယ်တော့မှမရောက်သွားခဲ့ဘူးလို့လည်းဆိုကြပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးဆိုစမှတ်တွေပြောတာတွေမှတ်တမ်းတွေရှိပေမဲ့ဒီညမှာထည့်သွင်းမပြောလို့ပါဘူးတိုင်းခွန်ကိုတော့ဗိုလ်မှူးအောင်ကဦးဆောင်ပြီးနိုင်ငံရေးမှုအနေနဲ့သခင်တင်မြကဦးဆောင်ခဲ့တယ်ရခိုင်တိုင်းကိုတော့တပ်ဖို့တဲ့နိုင်ငံရေးမှုဖြစ်ပြောက်ကြားကောင်းဆောင်ကိုညိုထွန်းကဦးစီးခဲ့တယ်အထက်ဗမာပြည်တိုင်းကိုတော့တပ်မှုအနေနဲ့ဘူဘာထုကဦးစီးပြီးနိုင်ငံရေးမှုအနေနဲ့ရဲဘော်စံညွန့်ကဦးစီးခဲ့တယ်ရန်ကုန်တိုင်းကိုတော့တပ်မှုအနေနဲ့နောက်ချိန်မှာဗိုလ်မှူးကြီးခင်ညိုဖြစ်လာမဲ့ဗိုလ်မှူးခင်ညိုကဦးစီးပြီးနိုင်ငံရေးမှုအနေနဲ့ကိုကျော်ငိမ့် RED ကတာဝန်ယူခဲ့တယ်လို့ဆိုပါတယ်ဒီနေရာမှာကိုကျော်ငိမ့် RED မတိုင်ခင်ကိုဘဆွေကတာဝန်ယူခဲ့ရတယ်လို့လည်းဆိုစမှတ်ရှိပါတယ်ဒီတော့ဘူးနေဝင်းကိုတက်ကနေဖယ်ရှားတဲ့ဇလံဘဲကစတယ်လဲဆိုရင်အင်္ဂလိပ်တပ်တွေရန်ကုန်သိမ်းလိုက်တဲ့ကိစ္စကနေစတယ်လို့ပြောရမှာပါတခင်တင်မြရဲ့ဘုံဘွားမှာပြင်အမားနဲ့အမှန်စာအုပ်မှာတော့အင်္ဂလိပ်တပ်တွေရန်ကုန်သိမ်းလိုက်တဲ့နေ့ကမေလ3ရက်နေ့ဖြစ်ပါတယ်မေလ1ရက်နေ့မှာတော်လိုင်းမျိုးသားတပ်ဖွဲ့တွေဟာရန်ကုန်မြို့ရွှေတကုန်းစရီအနီးကသူစီကံကိုချီတက်ပြီးရန်ကုန်မြို့တော်ကိုတော်လှန်သောမြို့သားတပ်မတော်ကသိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်းကြေညာစာတွေဖြန့်ဝေလိုက်တယ်လို့ဆိုပါတယ်တိုင်းနဲ့စီတာဝန်ကပူကြီးနေဝင်းကရန်ကုန်မြို့ကိုမေလ6ရက်နေ့မှာတပ်ဖွဲ့တွေနဲ့တူရောက်ရှိလာတယ်လို့ဆိုပါတယ်။မမကာကွယ်တပ်မတော်နလန်ထစေယုံဟောင်းဒီနေ့အင်းရမြိုင်လမ်းမှာတပ်စခန်းချလိုက်ပါတယ်။ဘုံကြီးနေဝင်းကဘောင်ဒရီလမ်းနဲ့ဥစ္စာရလမ်းတောင်ကပုတ်ခမောင်ကလေးနောက်ချိန်မှာပြည်ထောင်ဝင်ကြီးဖြစ်လာမဲ့ပုတ်ခမောင်ကလေးရဲ့နေမှာစတဲ့ချတယ်လို့ဆိုပါတယ်ဘုံမှုအောင်ကြီးနောက်ချိန်မှာဘုံမှုချုပ်အောင်ကြီးဖြစ်လာမဲ့ဘုံမှုအောင်ကြီးကရန်ကုန်ရောက်တဲ့နေ့မှာပဲကိုကျော်ငိမ့်ကစတန်နဲ့တွေ့ပြီးဗမာတပ်မတော်ကရန်ကုန်ကိုတင်းချောင်းဗီဒီယိုကကျင်းချက်ဖို့ဆွေးနွေးကြပါတယ်ကိုကျော်ငိမ့်ကစတန်ဆိုတာကဒီညမှာနောက်ချိန်ဖဆပလာပြည်ထောင်ဝင်ကြီးဖြစ်လာမဲ့ဦးကျော်ငိမ့်ကိုဆိုလိုတာပါကိုကျော်ငိမ့်ကစတန်ကတကယ်တော့တိုင်း6ကိုနိုင်ငံရေးရာဦးစီးရမှာဖြစ်ပေမဲ့တိုင်း6ကိုရောက်မသွားခဲ့ပါဘူး
ဒီတော့ဗမာတပ်မတော်ကရန်ကုန်သိန်းချောင်းရေဒီယိုကကြီးညာချက်ကိုကြီးညာဖို့ဆွေးနွေးကြတဲ့အခါမှာကိုဦးကျော်ငိမ့်နဲ့ပူအောင်ကြီးတို့တိုင်ပင်ပြီးကြီးညာချက်ကိုရေးပြီးတော့မြန်မာလိုရေးပြီးအင်္ဂလိပ်လိုတော့ဒေါက်ခင်ညွှန့်ချီရဲ့ခင်မုံဦးခင်မောင်လက်က အင်္ဂလိပ်ဘာသာပြန်တယ်လို့ဆိုပါတယ်။အဲ့ဒီအချိန်မှာပုံမှုကြီးနေဝင်းကကာနယ်ဟိုးတင်းနဲ့သွားတွေ့နေတဲ့အတွက်ပူအောင်ကြီးကကြီးညာချက်ကိုဖတ်ပြီးကြီးညာလိုက်တယ်လို့ဆိုပါတယ်။ပုံမှုအောင်ကြီးကပုံမှုကြီးနေဝင်းကိုကြီးညာသူအနေနဲ့စစ်ဦးစီးချုပ်ဗမာတပ်မတော်လို့အမည်တက်ကြီးညာလိုက်တာဖြစ်ပါတယ်။ဒီကိစ္စဟာနောက်တစ်ချိန်မှာပြဿနာရှိလာပါတယ်။ကျွန်တော်တို့ငယ်ငယ်ကသင်ခဲ့ရတဲ့ဗိုလ်ချုပ်အောင်ဆန်းရဲ့စိတ်နဲ့ပတ်သက်တဲ့စရုပ်ထာတန်းကပြဋ္ဌာန်းစာလေးတစ်ခုမှာဗိုလ်ချုပ်အောင်ဆန်းဟာဇာဝီလျံစလင်းနဲ့သွားတွေ့တယ်လို့ဆိုပါတယ်။အဲ့ဒီဖြစ်ရဟာ1945မေလ15ရက်နေ့မှာဖြစ်တာပါ။တရက်မြို့မှာအခြေချနေတဲ့ဗိုလ်ချုပ်အောင်ဆန်းနဲ့ဗိုလ်လာအောင်တို့ဟာမိထီလာမှာရှိတဲ့အမှတ်14တပ်မတော်တပ်မှုဗိုလ်ချုပ်ကြီးဝီလျံစလင်းနဲ့တွေ့ဆုံဆွေးနွေးဖို့မိထီလာကိုတွားရောက်ခဲ့ပါတယ်။ဗိုလ်ချုပ်စလင်းနဲ့ဗိုလ်ချုပ်အောင်ဆန်းတို့ဆွေးနွေးပြီးလက်ဖက်ရည်တောက်နေတဲ့အချိန်မှာဗိုလ်ချုပ်ကြီးစလင်းရဲ့စစ်ဌာနချုပ်ကအင်္ဂလိပ်စစ်ဗိုလ်ချုပ်တယောက်ကရန်ကုန်ကိုဗမာတပ်မတော်တင်ကြောင်းရေဒီယိုအသံနှိမ့်ချက်အကြောင်းပြောပြီးတိုးတက်တွေဟာ3နှစ်တိုင်တိုင်ဂျပန်တွေကိုအသက်တွေဆွတ်ပြီးတိုက်ခတ်ခဲ့ရတယ်။ဒါကြောင့်ရန်ကုန်သိမ်းနိုင်တယ်။ခင်ဗျားတို့ဗမာကြောက်ကြားတက်ကမနစ်တနေ့ရမှဂျပန်ကိုထတိုက်ပြီးစုပ်ပြေးသွားတဲ့ဂျပန်တပ်မရှိတဲ့ရန်ကုန်ကိုသိမ်းတယ်လို့ကြေညာတာဟာအချောင်းအသားယူတာပဲ။ကာနယ်နေဝင်းဆိုတာခင်ဗျားလူလားလို့မေးပါတယ်။ကျောင်းဆန်းကဟုတ်ပါတယ်ကျုပ်တို့လူပဲသူ့တာဝန်ကဘာလဲစစ်ဦးစီးချုပ်လားလို့မေးပါတယ်သူ့တာဝန်ကတိုင်းနှစ်ရဲ့တပ်မှုပါစစ်ဦးစီးချုပ်မဟုတ်ဘူးစစ်ဦးစီးချုပ်ကဘူစီရတရက်မှကြံရစ်တယ်လို့ဆိုပါတယ်ဒါတော့စစ်ဦးစီးချုပ်ဆိုတဲ့ယာတုဟာဒီနှစ်ခေတ်နဲ့ပြောရမယ်ဆိုရင်တော့စစ်ဦးစီးအရာရှိချုပ်ဆိုတဲ့ယာတုမျိုးဖြစ်ပါတယ် Chief of Staff ဆိုတဲ့ယာတုမျိုးဖြစ်ပြီးစစ်တပ်နံပါတ်ချုပ်ကျောင်းဆန်းရဲ့နောက်မှာစစ်မြေပြင်စစ်ဦးစီးချုပ်အနေနဲ့ဘူစီရကတာဝန်ယူရတယ်ဆိုတဲ့အနေအထားမျိုးဖြစ်ပါတယ်ဘူစီရဟာရဲဘော်သုံးကြီးဝင်နေတဲ့မှာစီနီယာခေါင်းဆောင်တယောက်ဖြစ်ပြီးတော့ဂျပန်ခေတ်တုန်းကလည်းစစ်တပ်ကိုကျောင်းအုပ်ကြီးအနေနဲ့လက်တာဝန်ယူခဲ့ပူးပါတယ်ဒီတော့ဘူစီရရဲ့ယာရုတာဝန်ကိုရန်ကုန်မှာရှိတဲ့ဦးကျော်ငိမ့်နဲ့ဘူအောင်ကြီးတို့ကဘူနေဝင်းကိုယာရုတက်ပေးပြီးကြေညာချက်ကိုထုတ်ပြန်လိုက်တာဟာအင်္ဂလိပ်တွေအတွက်စိတ်ဆိုးစရာဖြစ်တယ်ဆိုတော့ဗိုလ်ချုပ်အောင်ဆန်းနဲ့ဗမာတပ်မတော်အတွက်လည်းညံ့နာပြက်စရာဖြစ်ပါတယ်ဗိုလ်ချုပ်အောင်ဆန်းဟာမေလ18ရက်နေ့မှာအောင်လံကိုပြန်လာပြီးအဲ့ဒီကနေတဆင့်မေလ19ရက်နေ့မှာတော့ရန်ကုန်ပြန်ရောက်လာပါတယ်။ဘုံမီနေဝင်းကိုခေါ်တွေ့ပြီးရန်ကုန်သိမ်းတယ်ဆိုတဲ့ကိစ္စနဲ့စစ်ဦးစီးချုပ်နာမည်တက်တဲ့ကိစ္စကိုမေးတယ်လို့ဆိုပါတယ်။ရန်ကုန်သိမ်းတဲ့ကိစ္စကိုကိုကျော်ငိမ့်ကိုမဆွေဘူအောင်ကြီးတို့နဲ့တိုင်ပင်ပြီးကြေညာချက်ရေးတဲ့ပုံသူမအားတဲ့အတွက်ကြေညာချက်ကိုဘူအောင်ကြီးကရေဒီယိုကကြေညာပုံနဲ့ကြေညာချက်မှာစစ်ဦးစီးချုပ်လို့အမည်တက်ပုံစစ်ဦးစီးချုပ်အမည်တက်တာကိုသူကန့်ခွက်ခဲ့တယ်လို့ရှင်းပြပါတယ်။ရန်ကုန်ကိုဗမာတပ်မတော်ကသိမ်းတယ်ဆိုတဲ့ကြေညာချက်ကိစ္စကိုထူးထွေမပြောပေမဲ့စီဦးစီးချုပ်ဖြစ်ကြေညာတဲ့ကိစ္စကိုတော့ဗိုလ်ချုပ်အောင်ဆန်းကတာဝန်မဲ့တဲ့လုပ်ရက်လို့သတ်မှတ်ပြီးဗိုလ်မှူးကြီးနေဝင်းကိုဒီကိစ္စမှာခမရတာဝန်ရှိတယ်ခမရတက်ကထွက်တော်လို့ပြောပါတယ်ဗိုလ်မှူးကြီးနေဝင်းကစိတ်ပြက်နဲ့ဘာပြန်ပြောပဲထွက်လာခဲ့တယ်လို့ဆိုပါတယ်အချိန်မှာစမ်းကြောင်းကျောင်းလန်းကအိမ်မှာဘူအောင်ကြီးနဲ့တွေ့တဲ့အခါမှာကဲဘူအောင်ကြီးကျုပ်ကိုဗိုလ်ချုပ်ကတက်ကထွက်ခိုင်းလိုက်ပြီးခမရတို့လက်ကိစ္စခမရတို့ပဲသွားရှင်းလို့ပြောပါတယ်အဲ့ဒီမှာတမိုင်းဖြစ်စဉ်ရအရေးကြီးတဲ့ကိစ္စလေးတစ်ခုဖြစ်သွားခဲ့ပါတယ်ဒါကတော့ဗိုလ်မှူးကြီးနေဝင်းထွက်သွားတာနဲ့ရုံးတွင်အမိန့်တစ်ခုဗိုလ်ချုပ်အောင်ဆန်းကထုတ်လိုက်တယ်လို့သခင်တင်မြကဆိုပါတယ်အဲ့ဒီရုံးတွင်အမိန့်မှာတော့ကာနယ်နေဝင်းအစားကာနယ်ဘာဟင်းကိုဗိုလ်မှူးကြီးကာနယ်ဘာဟင်းဖြစ်တတ်မှတ်ပြီးတပ်မှာခန့်တဲ့ယာတုပဲဖြစ်ပါတယ်မနှပြန်စစ်ရုံးလာပြီးသူ့ထံသတင်းပို့ဖို့ဆိုတဲ့အမိန့်ပါပါတယ်ဒါဟာတော်လိုင်းကာလသခင်ဘာဟင်းရဲ့နိုင်ငံရေးဥဆောင်မှုယောက်ျားစစ်ဥဆောင်မှုကိုဗိုလ်ချုပ်အောင်ဆန်းဘယ်လောက်ထိယုံကြည်တယ်လဲဆိုတာပြတာဖြစ်တယ်လို့တစ်ဖက်ကလည်းဗမာပြည်ကွန်မြူနစ်ပါတီနဲ့ဗမာတပ်မတော်နဲ့ပြည်သူ့ရေးတော်ပုံပါတီကြားမှာဘယ်လိုမျိုးအင်အားချိန်ခွင်ရှာညှိမလဲဆိုတဲ့ကိစ္စကိုဗိုလ်ချုပ်အောင်ဆန်းစဉ်းစားပုံရပါတယ်ဒါပေမဲ့ဒီအမိန့်စာကိုသခင်ဘာဟင်းရတဲ့အခါမှာသခင်ဘာဟင်းကနှစ်ဖျားမိပြီးဖျားနေဖြစ်ပါတယ်သူနာမှာရောက်နေတဲ့ဘုံမှုချစ်ကောင်းကမိန့်စာတွေ့တဲ့အခါမှာသခင်ဘာဟင်းကမျက်လုံးပြူသွားပြီးသခင်တန်းထွန်းစီလှုပ်ပြီးအကျိုးကြောင့်ပြောပြဖို့ရဲဘော်ချစ်ကောင်းကိုမှားလိုက်တယ်လို့ဆိုပါတယ်ဗိုလ်ချုပ်အောင်ဆန်းစီကိုသခင်တန်းထွန်းကသွားတွေ့ပြီးပါတီမှာအရေးကြီးတဲ့လုပ်ငန်းတွေရှိတဲ့သခင်ဘာဟင်းကိုတက်ကိုမပေးနိုင်ဘူးသခင်ဘာဟင်းကနေလည်းမကောင်းဘူးပါတီကခွင့်ပေးထားတဲ့အကြောင်းရှင်းပြနေတော့ဘောင်ကြီးရောက်လာတယ်လို့ပြောပါတယ်
ဘုံမှုအောင်ရဲ့1990ပြည့်နှစ်ဒီဇင်ဘာလ UNDP သတင်းလွှာမှာလဲဗိုလ်နေဝင်းနဲ့သူနဲ့ဒီကိစ္စကိုရှင်းကြရတဲ့အကြောင်းကိုသူရေးထားပါတယ်ဗိုလ်နေဝင်းဟာသူစိတ်သက်ကြနေတာဘဲလို့ဘုံကြီးကထင်ပုံရပါတယ်ဒီတော့ဘုံကြီးကိုယ်တိုင်မြဝကျွန်းမော်ကိစ္စတွေကိုသူတာဝန်ယူဖို့ဆိုပြီးဗိုလ်ချုပ်အောင်ဆန်းကပြောတယ်လို့ဆိုပါတယ်ဗိုလ်ချုပ်အောင်ဆန်းကမင်းတို့ရန်ကုန်သိမ်းပိုက်ပြည်စာမှာအတန်လွှင့်ရုံကအတန်လွှင့်တာဘာလို့ရေးတာလဲဘာလို့အဲ့လိုကြီးကြီးကျယ်ကျယ်ရှောက်ရေးတာလဲလို့မေးပါတယ်ဦးကျော်ငင်းရဲ့ဗိုလ်နေဝင်းရဲ့ကျွန်တော်ရဲ့စုပေါင်းရေးတာပါမဟာမိတ်ကညမပြည်ကိုသူတို့ကြည့်တိုက်လို့နိုင်တယ်လို့ဝါဒဖြန့်နေကျွန်တော်တက်မတော်ကိုဂျပန်နဲ့ပေါင်းတဲ့လူတွေတက်ဆပေါက်ဆိုပြီးဖမ်းလို့ဖမ်းစီးလို့စီးဗိုလ်ချုပ်ကိုတောင်ဖမ်းတယ်မဖမ်းတယ်စဉ်းစားကြလို့ဗိုလ်လက်ရဆိုရင်တဝဲမှာလူတက်မှုနဲ့ကိုမဆွေလည်းလူတက်မှုနဲ့ဖမ်းမှဆိုလို့ဟင်းသက်တာပဲရှောင်ပြေးနေရတာကြောင့်ဒီလိုရေးပြီးတန်လွှင့်လာဖြစ်တယ်ရေးတဲ့သူကတော့ညမလိုကျွန်တော်ရေးပါတယ်တိုင်ပင်ရေးတာပါအင်္ဂလိပ်လိုပြန်တာကတော့ဦးခင်မောင်လည်းနဲ့ဦးကျော်ငင်းပါညမလိုအတန်လွှင့်တာကကျွန်တော်ပါအင်္ဂလိပ်လိုလွှင့်တာကမိချလာအမတ်ဥပရင်ရဲ့တူဦးထွန်းစိန်စသဖြင့်ပြောတဲ့အခါမှာဗိုလ်ချုပ်ဆန်းကနေပါဦးဘိုးနေဝင်းကဦးစီးချုပ်ပုံပဲဘာလို့ဦးစီးချုပ်လို့ကြီးညာတယ်လဲလို့ဆိုပါတယ်ဘိုးအောင်ကြီးကဒါတရခံကကျွန်တော်ပါသူ့နာမည်နဲ့တကွာကြီးညာပြီးတော့မှကွာတာမာစတာလို့ဆိုရင်ကဘာလူဘောတွေလို့ထင်ပါပေါ့ဒါကြောင့်ဘိုးနေဝင်းကန့်ကွက်တဲ့ကြားကကျွန်တော်ဆွလွတ်လိုက်တာဘာလို့ပြောလိုက်ပါလဲသူကမင်းတို့ထိုးတိုင်းမှဖြစ်မစင်ချင်းနဲ့ခုဆိုမဟာမိတ်တွေကအထင်လွဲလို့ဖြစ်ရှင်းလိုက်ရတာမောနေတာပဲဘိုးနေဝင်းဆိုတဲ့လူကကြည့်မထိန်ဘူးတိုက်เสียရှိတော့တစ်ချိန်လုံးမရှိဘူးသူများတွေတိုက်ကြရတယ်ဘိုးဘထူးဆိုရင်မဟာမိတ်တွေကတော့ချီးမွမ်းရတယ်သူကတော့မိုးလားကဲလားဆိုပြီးတတိပြောပြီးအဲအကြောင့်သူ့ကိုတက်ကနားယူခလိုက်တယ်လို့ကျောင်းဆန်းကိုတိုင်ကပြောတယ်လို့ပြောပါတယ်ဒါပေမဲ့ဘောင်ကြီးရှင်းပြတဲ့အတွက်ဘိုးနေဝင်းပေါ်မှာကျောင်းဆန်းစိတ်ပြေသွားပြီးတက်ကထုတ်တဲ့အမိန့်ကိုပြန်ရုပ်သိမ်းလိုက်တဲ့အတွက်တက်မှပြန်နေရသွားတယ်လို့ဆိုပါတယ်ဒီတော့ဘိုးနေဝင်းကိုတက်ကပထမဆုံးထုတ်ဖို့ကြိုးစားတာဟာဦးနုဆိုရမဟုတ်ဘဲကျောင်းဆန်းကိုတိုင်ဖြစ်ပါတယ်ဘိုစီရရဲ့ယာထုကိုဘိုနေဝင်းတက်ကြီးညာလိုက်ပြီမဲ့ဘိုစီရနဲ့ဘိုနေဝင်းကြားကနောက်ချိန်မှာယာထုအတွက်ထိတ်တိုက်တွေ့ရတဲ့ပွဲလေးတွေဟာလည်းတောက်လျှောက်ရှိလာပါတယ်ပြည်ရစစ်ကာလ1948မှာဘိုစီရနဲ့ဘိုနေဝင်းနှစ်ယောက်ထဲကတစ်ယောက်ကိုကာကွယ်ရေးဝန်ကြီးခန့်ဖို့ဝန်ကြီးဦးနုကိုပြောတယ်ဆိုတဲ့ကိစ္စကလည်းတမိုင်းဝင်ဖြစ်ပါတယ်ဒါကိုဦးနုရေးတဲ့ဒါဒေစနေသားစာအုပ်ထဲမှာတွေ့ရပါတယ်ဘိုနေဝင်းကိုဖြစ်ဘိုစီရကိုဖြစ်ဝန်ကြီးချုပ်ကြိုက်ရလူကိုကာကွယ်ဝန်ကြီးခန့်ပေးဖို့တောင်းဆိုနေပြီလို့ပြည်ထောင်ဝန်ကြီးဦးကျော်ငင်းကတခင်နုကိုပြောပါတယ်ဘသူကတောင်းဆိုတာလဲဆိုတော့သူတို့နှစ်ဦးသုံးကပဲလို့ပြောပါတယ်ရန်သူနဲ့အကျိတ်နဲ့တိုက်နေရတော့စစ်ဗိုလ်တွေဒီလိုအကြက်ကင်တာကောင်းသလားလို့ဦးနုကဆိုပါတယ်ဒီတော့ဒီလိုအကြက်ကင်တာကိုသူမကြိုက်ဘူးဆိုတဲ့အကြောင်းဒီစစ်ဗိုလ်တွေကိုလည်းသူမတွေ့ဘူးဆိုတဲ့အကြောင်းပြောပါတယ်ဒါပေမဲ့ဝန်ကြီးဦးကျော်ငင်းကအမြင့်ကြီးကြားနေတာကြောင့်ဟေးကျော်ငင်းမင်းအကောင်တွေကိုခေါ်ခဲ့ငါတွေ့မယ်လို့ပြောလိုက်တယ်ဒါပေမဲ့ဦးကျော်ငင်းကကျွန်တော်တို့အစိုးရဖွဲ့ထဲမှာတကယ်အားကိုးနိုင်တဲ့ဗမာတပ်ဟာဗိုလ်နေဝင်းရဲ့တပ်ရင်းလေးတက်ပဲရှိတော့တယ်အဲ့ဒီတော့ဒီလူတွေလာရင်ဗိုလ်နေဝင်းကိုကာကွယ်ရေးဝန်ကြီးဖြစ်ဗိုလ်ကြီးချုပ်ခန့်စေချင်တယ်လို့ဦးကျော်ငင်းကဆက်ပြောပါတယ်ညနေ3 နာရီချိန်မှာဗိုလ်နေဝင်းနဲ့ဗိုလ်စီရတို့လာကြပါတယ်သူတို့နဲ့အတူစစ်ဗိုလ်2 ဦး3 ဦးလောက်လည်းပါလာပါတယ်ပုတလင်ဦးသိန်းဖေလည်းပါလာတယ်လို့ဆိုပါတယ်ပုတလင်ဦးသိန်းဖေဆိုတော့စာရေးဆရာသိန်းဖေမြတ်မှာအဘီကွန်မြူနတီပါတီရဲ့ထွေထွေတွင်းမှုအောင်ဖြစ်တဲ့ဆရာသခင်သိန်းဖေလည်းဖြစ်ပါတယ်ဒီလူတွေအလုံးကဝန်ကြီးတွေစီဝေးကမ်းမှာထားပြီးဦးကျော်ငင်းကဝန်ကြီးချုပ်ကိုခေါ်လာခေါ်ပါတယ်ဝန်ကြီးချုပ်ခန်းထဲကိုဝင်လာတဲ့အခါယူသည်ပေးတဲ့နေနဲ့အလုံးမတ်တက်ရက်ပါတယ်ကံမကောင်းကျင်တော့အဲ့လိုမတ်တက်ရက်တဲ့အချိန်မှာစစ်ဗိုလ်တယောက်ရဲ့ခါးမှာ6လုံးမျိုးထိုးထားတာကိုဝန်ကြီးချုပ်ကဖြတ်ခနဲ့မြင်လိုက်တယ်လို့ဆိုပါတယ်ဒီစစ်ဗိုလ်ဟာဝန်ကြီးချုပ်ကိုချင်းချောက်ရအောင်6လုံးမျိုးကိုတမင်တက်ထိုးလာတာတော့ဟုတ်မယ်မထင်ပါဘူးဒါပေမဲ့ဝန်ကြီးချုပ်ကသူ့ကိုချင်းချောက်ဖို့တက်ထိုးလာတာပဲလို့ယူဆပြီးဘသူ့ကိုမှမခံဘူးလို့ပြောပါတယ်နောက်တစ်ခုကနောက်ပြန်တွေ့တဲ့အခါမှာလဲဦးသိန်းဖေကဘုန်းကြီးချုပ်ကြိုက်ရလို့ခတ်မှာစဉ်းစားဖို့အချိန်3 ရက်ရှိမယ်ဆိုတဲ့အခါမှာဘသူ့မှမခံဘူးမင်းတို့မကျေနပ်ရင်ဒီစစ်ဗိုလ်ရဲ့ခါ6လုံးမျိုးထိုးထားတာတွေ့တယ်ငါကပြတ်သွားကြတော့ပြောလိုက်တယ်လို့ဆိုပါတယ်အဲ့တော့ဒီဆွေးနွေးပွဲပြတ်သွားပြီမဲ့နောက်ချိန်မှာအဲ့ဒီနေ့မှာပဲ
ဝင်းချုပ်ဦးနုကိုဗိုလ်လက်ရာကဖုံးဆက်ပါတယ်ဗိုလ်လက်ရာကဗိုလ်စရကကိုကြီးနုနဲ့ခဏတွေ့ပြစေမတွေ့ချင်ဘူးဗိုလ်စရကိုခဏတော့တွေ့ခင်ပြုစီခြင်းပါတယ်ဆိုပြီးလွတ်ခိုင်းလိုက်ပါတယ်ဗိုလ်စရကကိုကြီးနုကျွန်တော်ကိုကာကွယ်ဝင်ကြီးခန့်ပါလို့ပြောတဲ့အခါမှာဘယ်သူမှမခန့်နိုင်ဘူးဗိုလ်စရငါစကားပြောချင်ဘူးမင်းပြန်တော့လို့ပြန်လွတ်တဲ့အတွက်ကြောင့်မလို့ဗိုလ်စရပြန်သွားရပါတယ်ပြန်သွားပြီးတဲ့နောက်ဦးကျော်ငိမ့်ကိုဦးနုကတယ်လီဖုန်းဆက်တဲ့အခါမှာဗိုလ်စရအခုပဲငါနဲ့လာတွေ့သွားတယ်သူ့ကိုကာကွယ်ဝင်ကြီးခန့်ဖို့သာပြောတာဝင်းချုပ်ကမခန့်ဘူးလို့ပြောလိုက်တယ်အဲ့မှာအောင်မီလို့ဦးကျော်ငိမ့်ကကြွေးကြော်တယ်လို့ဆိုပါတယ်အဲ့တော့ဒီလိုလှုပ်ဝက်ဆွေးနွေးတဲ့ကိစ္စနဲ့ပတ်သက်ပြီးဘုံနေဝင်းကဗိုလ်စရကိုလှမ်းခေါ်လိုက်ပါတယ်ဗိုလ်စရကလည်းဟုတ်တယ်သွားတွေ့တယ်ဆိုတာမငြင်းနိုင်မနဲ့ဝင်းကျုပ်စီကိုသွားတွေ့တာကိုဝန်ခံလိုက်ရပြီးအဲ့ဒါကိုအကြောင်းပြုလို့ဘုံနေဝင်းနဲ့ဗိုလ်စရတို့ပေါင်းလို့မရတော့ပဲကွဲသွားကြတယ်လို့ဆိုပါတယ်အဲ့တော့ဗိုလ်စရဟာမာဘီကွန်မြူနစ်ပါတီနဲ့ပူးပေါင်းပြီးလက်နက်ကင်ဒေါ်လာရေးကိုဆက်ဆွေးနွေးသွားသလိုဘုံနေဝင်းဟာလည်းကာကွယ်ဝင်ကြီးနေရာကိုရရှိလာခဲ့ပါတယ်ဒါပေမဲ့ဘုံနေဝင်းနဲ့ဗိုလ်စရဟာပုဂ္ဂလိကအရာခင်မင်ပြတ်တဲ့သူတွေမဟုတ်ပါဘူးသူတို့ဟာစစ်တပ်မှာလည်းတက်ရထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တယ်လို့ကိုပိုင်နံပါတ်ရှေ့နောက်ပုဂ္ဂိုလ်တွေဖြစ်ပါတယ်1963ခုနှစ်ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုဗိုလ်စရလာတဲ့အခါမှာဗိုလ်စရနဲ့ဘုံနေဝင်းတွေ့ကြတဲ့ conversation လေးတစ်ခုကိုလည်းရေးထားတာတွေ့မိပါတယ်ဒါကတော့ဘုံနေဝင်းကိုကျန်တဲ့စစ်ဗိုလ်ဆိုရှယ်လစ်ခေါင်းဆောင်တွေကျန်တဲ့ထိပ်တိုင်းစစ်တပ်အရာရှိတွေကကိုကြီးလို့ခေါ်ပြီးဗိုလ်စရကိုကိုလေးလို့ခေါ်ပါတယ်ဗိုလ်စရနဲ့ဘုံနေဝင်းပြန်တွေ့တဲ့အခါမှာလည်းဘုံနေဝင်းကဗိုလ်စရကိုကိုလေးမင်းတို့စစ်ကြောင်းဂျိုးမဘက်ကဖြတ်သွားတာငါတွေ့တယ်မင်းမိမကိုမှားရရှိရင်မှားလိုက်တာပေါ့ဆိုတဲ့စကားမျိုးပြောသလိုဗိုလ်စရကလည်းဘုံနေဝင်းကိုကိုကြီးလို့ပဲပြန်ခေါ်တယ်လို့ဒီမှတ်တမ်းမှာရေးထားပါတယ်ဒီတော့ဒါဟာ1945ကတည်းကစခဲ့တဲ့ဘုံနေဝင်းနဲ့ဗိုလ်စရရဲ့ထိတ်တိုက်တွေ့ဆုံမှုလေးတွေထိတွေ့မှုလေးတွေနဲ့နောက်ချိန်မှာကာကွယ်ဝင်ကြီးနေရာထိအပြိုင်ဖြစ်လာခဲ့ပြီးနောက်ချိန်မှာစစ်ကိုဦးစီးပြီးတိုက်ရတဲ့နှစ်ဖက်ပြိုင်ဘက်စစ်ကောင်းဆောင်တွေဖြစ်ခဲ့ကြပုံကိုဒီညမှာအလင်းသိမ်းလို့ထပ်မံတင်ဆက်ပေးလိုက်တာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်